ကိုမအပေါင်းအသင်းတွေရှိတယ်မိတ်ဆွေတွေရှိတယ်များတယ်ဆိုပြီးတော့လဲဘဝင်မမြင့်နဲ့ဘယ်သူမှမရှိဘူးကိုတယောက်လေအထီးကျန်ပြီးနေရလဲဝမ်းမနဲ့ကိုနှလုံးသွင်းတယောက်မှမရှိဘူးကောင်းတယ်လို့နှလုံးသွင်းပလိုက်တယောက်တော့ရှိတော့ငါတရားနဲ့နေရပြီပေါ့တငယ်ချင်းတွေငါ့ကိုခင်နေမယ်ငါ့ကိုချစ်မြတ်နိုးနေမယ်ဆိုဝိုင်းနေငါစကားများယူလေပေါ်ယူနေတဲ့အချိန်ကိုသွားမှာဟုတ်တော့မလားတခါကြီးမကြီးတွေတယောက်လည်းနေဘူးလားတော့မကြီးတို့ကတယောက်လည်းနေရမှာကြားလားအခုဆိုစေတနာရှင်ကအများကြီးပဲကြည့်အောင်တယောက်လည်းနေရမှာဟုတ်တယ်မလားများလို့ကုသိုလ်လုပ်ရင်တော်သေးတယ်များပြီးတော့အတင်းထိုင်ပြောနေဒုက္ခပဲနော်ဒီကောင်မကြီးတော့တော်သေးလို့ကုသိုလ်တွေလုပ်နေလို့ဟုတ်တယ်မလားစဉ်းစားကြည့်ကြတယောက်လည်းနေတာချမ်းသာတယ်တကယ်တော့လေဆရာတော်တို့လည်းဒီတိုင်းတငယ်ချင်းတွေလားတစ်ခါတလေသတင်းသုံးပေါ်လေးတစ်ချက်တော့ပြောသလိုပဲရပ်ပေါင်းကြလာရင်စိတ်ညစ်လာညမပေးပြန်ခြင်းစိတ်ပေါက်တယ်ဘာဖြစ်လို့အလုပ်ပြတ်တယ်မကောင်းဘူးတကယ်ပြောတာအဲ့ဒါတော့သာသနာပြုနေတာနော်သာသနာလို့လုပ်နေတာတော့မကောင်းဘူးဘာဖြစ်လို့လဲကိုယ့်ရဲ့လုံးဝမဲ့အကျင့်တွေချွတ်ယွင်းသွားတယ်အာဂန္တုတွေလာဘလောက်ပဲတော်တဲ့ကဘာအတော်ဆုံးဘုန်းကြီးတွေလာတယ်တူတူပဲဘာဖြစ်လို့လဲဆိုတော့အတူတူနေရပြီဆိုရင်စကားပြောရတယ်ဟုတ်ပြီလားအဲ့ဒါကိုလုံးဝမဲ့အကျင့်တွေမရှုံးဘူးလားဒါကြောင့်ဘာမှမထူးကဘာကျော်ပုဂ္ဂိုလ်ပဲလာနှစ်ကဘာကျော်ပဲလာဘာမှမထူးတယောက်တည်းနေတာကောင်းတယ်ဒီကောင်မကြီးတို့မှတ်ထားနော်ဆရာတော်ပြောတာနားလေတဲ့လူတွေသိတယ်နော်အဲ့လောက်ဆိုတော့ဘောပေါက်တော့ဒါကြောင့်မို့အချမ်းရံများတာလဲဘာမှမထူးအချမ်းရံမရှိလဲဝမ်းနေစရာမလိုဘူးပို့ပြီးတော့ကိုယ့်ရဲ့သူတော်ကောင်းတရားတွေကျင့်လို့ရလားမရဘူးလားအဲ့ဒါဒီကောင်မကြီးတို့မှတ်တာပို့ကောင်းတယ်ကြားလားဒါကြောင့်မို့အဲ့လိုနှလုံးသွင်းတတ်ဖို့လိုတယ်နော်ဒါကြောင့်မို့လောကရန်မုန်တိုင်းတွေသူများတွေချီးမွမ်းတာတွေဆိုပြီးတော့လဲတာပြီးတော့ကိုဘဝင်မမြင့်နဲ့ကိုရှင်မှာတော့ပြားတက်ကလို့ချိုပြီးတော့ချီးမွမ်းမှာနောက်ွယ်သူမကျေနိုင်ရင်အတင်းတုတ်ချင်တုတ်ရအောင်ဟုတ်တယ်မလားဒါကြောင့်မို့ချီးမွမ်းမှုတွေကိုလည်းဒီကောင်မကြီးတို့တိတ်ပြီးတော့အထင်မကြီးနဲ့နော်ဘာမှမဟုတ်အဲ့ဒီချီးမွမ်းခြင်းကကိုယ့်အတွက်ကုသိုလ်လဲဘာမှမထူးအကုသိုလ်လဲဘာမှမထူးကိုနှလုံးသွင်းတတ်မှကိုယ့်အတွက်ကောင်းတယ်ချီးမွမ်းမှုကဲ့ရဲ့မှုတွေမှာကုသိုလ်အကုသိုလ်လိုက်ပြီးတော့မဖြစ်စေနဲ့နော်ကိုယ်မှာကိုနှလုံးသွင်းလိုက်နော်ကိုယ်မှာကိုနှလုံးသွင်းပြီးတော့ချီးမွမ်းရင်လည်းဘဝင်မမြင့်နဲ့ကဲ့ရဲ့ရင်လည်းစိတ်မဆိုးနဲ့ဒါတွေကလောကဓာတ်ပဲချီးမွမ်းတာရှိမယ်ကဲ့ရဲ့တာရှိမယ်ဘာမှမထူးဘူးလို့စိတ်ထဲမှာမှတ်လိုက်ကိုကျင့်မှကိုရမယ်ဟုတ်ပြီလား